အားလုံးပဲမင်္ဂလာပါအခုဆိုရင် English စကားပြောเนาะ English စကားပြောကိုအလယ်တန်းအဆင့်6တန်းလောက်ကနေပြီးတော့เนาะ6တန်းလောက်အဆင့်ရှိတဲ့เนาะ6တန်းလောက် level ရှိတဲ့လူတွေသင်တန်းသူသင်တန်းသားတွေလေ့လာလို့ရအောင်เนาะအခုဒီမှာပြောမဲ့ပုံစံလေးတွေကိုပြောပြပေးသွားမယ်ပြီးလို့ရှိရင် practice ဆိုတဲ့လေ့ကျင့်မှုဘယ်လိုလုပ်လဲဆိုတာလည်းပြောပြပေးသွားမယ်ကဲကြည့်လိုက်ရအောင်အားလုံးပဲမင်္ဂလာပါအခုဘာကိုသင်ပါလဲဆိုလို့ရှိရင်အခြေခံ English စကားပြောကိုသင်ပါเนาะအခြေခံ English စကားပြောကိုဘာလို့သင်ရလဲဆိုလို့ရှိရင်เนาะဆရာတို့နိုင်ငံမှာသင်တန်းသူသင်တန်းသားတချို့ပေါ့เนาะတချို့သင်တန်းသူသင်တန်းသားတွေဆိုလို့ရှိရင်အခြေခံပညာအားနည်းတယ်အခြေခံပညာအားနည်းတာဖြစ်တဲ့အတွက်ဘယ်လောက်ထိဆိုလို့ရှိရင်လေ့လာလို့ရလဲအလယ်တန်းလောက်ဆိုရင်လေ့လာလို့ရတယ်အလယ်တန်းဘယ်နှစ်တန်းနေစမလဲဆိုပါစို့6တန်းလောက်ကနေเนาะအခြေခံပညာ6တန်းလောက်ကနေရှိတဲ့လူတွေကအခုသင်မဲ့အင်္ဂလိပ်စကားပြောကိုလေ့လာလို့ရတယ်ကဲအဲ့ဒါတွေဘယ်လိုပြောသွားမလဲဘာတွေပြောသွားမလဲဆရာလွယ်ပါမလားကျွန်တော်တို့ကတော့ကျမတို့ကတော့သူများပြောတာနားလေတယ်ပြန်မပြောတတ်ဘူးကျမတို့ကစာနဲ့ဝေးတာသမီးတို့ကကျွန်တော်တို့ကစာနဲ့ဝေးတာကြာပြီကိုယုံကြည်မှုမရှိတဲ့သူတွေဆိုလို့ရှိရင်ဒီမှာတစ်ချက်ကြည့်လိုက်နော်ကဲအဓိကအလွယ်လေးကနေသွားမယ်ဘာလဲဆိုတော့လွယ်အားနေပြီးတော့မှခက်တာကိုသွားမှာနော်ဒါပေမဲ့အရင်ခက်လာဆိုအရင်လည်းမခက်ဘူးနီးသိမဲ့လေးကျင့်မယ်အဲ့ဒါဆိုလို့ရှိရင်ရတယ်ကဲစမယ်ဘယ်လိုစမလဲဆိုလို့ရှိရင်ဆရာတို့သိတဲ့ဥစ္စာလေးတွေနဲ့စမယ်ဆရာတို့သိတယ်ဘာသိလဲစကားလုံးတစ်လုံးသိတယ် E A T E E တဲ့အဓိပ္ပာယ်ဘာလဲစားတယ်စားတယ်ဟုတ်တယ်နော်ကဲစားတယ်အဲ့ဒီစကားလုံးကိုအဲ့ဒီစကားလုံးတစ်လုံးသိတယ်ဆိုတာနဲ့စကားပြောလို့ရပြီလားဟုတ်ပါတယ်စကားပြောလို့ရတယ်နော်စကားပြောတယ်ဆိုတာကဟာသွားစကားပြောလိုက်လေနိုင်ငံသားကြီးလာတယ်သွားစကားပြောလိုက်အဲ့လိုမျိုးကြီးတော့သူများကိုပြောခိုင်းတယ်မိဘတွေကတာသမီတွေကိုတက်စီချင်တယ်ဟဲ့သွားပြောကြည့်ပါလားမပြောတတ်ဘူးဟုတ်ပြီမပြောတတ်ဘူးဆိုရင်ဒီမှာပြောတတ်လို့ရအောင်ကြည့်မယ်ဟုတ်တယ်နော်ကိုကမေးခွန်းလဲမေးမယ် foreigner ကိုမြင်တယ်မေးခွန်းမေးလိုက်ရင် तू ပြန်ဖြေမယ်အဲ့ဒါဒီစကားပြောပဲကဲကြည့်လိုက်ရအောင်ဒီမှာ eat လာပြီကိုကမေးလိုက်တယ်ဆိုလို့ရှိရင်ကိုကစပြီးတော့အရင်မေးဟုတ်တယ်နော်မင်းစားလား do you eat ကြည့်လိုက်ရအောင်နော်မင်းနဲ့မေးမှာ तू ကကျွန်တော်နဲ့ပြန်ဖြေမှာဟုတ်တယ်နော်မင်းနဲ့မေးမှာကျွန်တော်နဲ့ပြန်ဖြေမှာဒီစကားလုံးလေးတွေနဲ့သွားမယ်မင်းစားလားမင်းစားလားဟုတ်တယ်နော်မင်းစားလားဘယ်လိုပြန်ဖြေမလဲဆိုလို့ရှင်တယောက်ကဟုတ်ကဲ့ကျွန်တော်စားတယ်ဟုတ်ကဲ့ကျမစားတယ်ဟင်းကျမမစားဘူးအဲ့ဒီအဖြေထွက်လာမယ်နော်ဒါကမေးလိုက်တယ်မေကွန်ကိုကမေးလိုက်တယ်ဆိုရင် तू ပြန်ဖြေမှာမင်းစားလားဟုတ်ကဲ့ကျမစားတယ်ဟာဟုတ်ကဲ့ကျွန်တော်စားတယ်ကျွန်တော်မစားဘူးဟုတ်တယ်နော်ဒါကအလွယ်နီးနဲ့သွားတာဟုတ်ကဲ့ဆိုတော့လူတိုင်းသိပါတယ်ဟုတ်ကဲ့ဆိုတော့ yes ကျွန်တော်ကျမစားတယ်ကျွန်တော်စားတယ်ကျမစားတယ် I eat ကျမမစားဘူးဆရာသမီးမစားဘူးဆိုတော့ no ကျမမစားဘူးကျွန်တော်မစားဘူးဆိုတော့ I မဘူးဆိုတော့ don't စားတယ်ဆိုတော့ eat မစားဘူးဆိုတော့ I don't eat ကျမမစားဘူးကျွန်တော်မစားဘူး no I don't eat ရမယ်နော်ကဲတယောက်ကမေးပြီ do you eat yes I eat ကျမမစားပါကျွန်တော်မစားပါ no I don't eat ဒါလေးတွေနဲ့လေ့ကျင့်တာဘယ်လိုလေ့ကျင့်မလဲတယောက်ကမေးတယ်ဆရာကျွန်တော်တယောက်တည်းလေ့ကျင့်လို့ရတယ်ဒါပေမဲ့ဒီလိုမျိုးနှစ်ခုကိုတယောက်တည်းလေ့ကျင့်ရမှာ do you eat yes I eat no I don't eat ဟုတ်တယ်နော်ကဲဒါဆိုလို့ရှိရင်နားလဲမဲလို့ထင်တယ်နော်